self makeup အတွက်တဏ္ဍာကတူနာလေးကိုမျက်နှာတစ်ပြင်လုံးတည်တည်ချာချာလေးလိမ့်ပေးရမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့တဏ္ဍာကနှုတ်ရည်လေးလိမ့်နေတာဖြစ်ပါတယ်။နှုတ်ရည်လေးကိုတဏ္ဍာကတေချာမျက်နှာတစ်ပြင်လုံးအနှံ့ကိုလိမ့်ပါတယ်။နှုတ်ရည်မလိမ့်ချင်လို့စီရမ်လိမ့်ချင်တယ်ဆိုရင်လည်းရပါတယ်။ပြီးရင်တော့ beauty blender လေးနဲ့တေချာပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်။နှုတ်ရည်လိမ့်တာဖြစ်တဲ့အတွက် beauty blender နဲ့ပြန်ဖြည့်ဖို့ကလည်းအရေးကြီးပါရဲ့ရှင်။ဖြည့်ပြီးရင်တော့ moisturizer လေးလိမ့်မှာဖြစ်ပါတယ်။အခုတဏ္ဍာက moisturizer လေးလိမ့်နေတာပဲဖြစ်ပါတယ်။ moisturizer ကိုလည်းမျက်နှာတစ်ပြင်လုံးတည်တည်ချာချာနှက်ဆက်အောင်တဏ္ဍာက brush လေးနဲ့လိမ့်နေတာဖြစ်ပါတယ်။ brush နဲ့မလိမ့်ချင်လို့လက်နဲ့လိမ့်ချင်နေဆိုရင်လည်းရပါတယ်။တဏ္ဍာကတော့ brush လေးနဲ့လိမ့်ရတာကြိုက်တဲ့အတွက် brush လေးနဲ့လိမ့်တာဖြစ်ပါတယ်။ပြီးရင်တော့ beauty blender လေးနဲ့တေချာလေးပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ sun cream လေးကိုလိမ့်မှာဖြစ်ပါတယ်။တဏ္ဍာလေးနဲ့ sun cream က tone up လေးနည်းနည်းပါပါတယ်။အဲ့ဒါကိုမျက်နှာတစ်ပြင်လုံးကိုတည်တည်ချာချာညီညာပြန့်ပြူအောင်လိမ့်ပေးရမှာဖြစ်ပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့ beauty blender လေးနဲ့တေချာလေးပြန်ပြီး blend ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ primer စလိမ့်မှာဖြစ်ပါတယ်။ makeup လိမ့်ပြီဆိုတာနဲ့ basic step က primer ဖြစ်ပါတယ်။အခုန skin care step တွေပြီးသွားပြီဆိုတော့အခုတဏ္ဍာက primer ကိုစလိမ့်ပါတယ်။ primer ကိုလည်းအခုလိုပဲမျက်နှာတစ်ပြင်လုံးကိုတည်တည်ချာချာညီညာအောင်လိမ့်ရပါမယ်။ပြီးတော့ချွေးပေါက်ကျန်နေတဲ့နေရာတွေဆိုလို့ရှိရင်လည်းတည်တည်ချာချာလေးအဲ့ဒီနေရာမှာတိတ်တိတ်ပြီးတော့လိမ့်ပေးရမှာဖြစ်ပါတယ်ရှင်။ primer ကလည်း brush နဲ့လိမ့်ထားတာဖြစ်တဲ့အတွက် blender လေးနဲ့တေချာလေးပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်။ primer ကိုပြန်ဖြည့်ပေးတဲ့အခါမှာလည်းတည်တည်ချာချာညီညီညာညာလေးဖြစ်နေအောင် beauty blender လေးနဲ့ဖြည်းဖြည်းချင်း blend ပေးလိုက်ရမှာဖြစ်ပါတယ်ရှင်။ဒီ self makeup လိမ့်နီးဗီဒီယိုအပိုင်း1လေးမှာတဏ္ဍာက primer လိမ့်နီးလေးအထိကိုတေချာလေးတင်ကြားပေးသွားတာဖြစ်ပါတယ်။နောက်ထပ်လိမ့်နီးလေးကိုတဏ္ဍာကဗီဒီယိုအပိုင်း2မှာဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်